ဒီနေ့တော့ကျွန်တော်အစောရတော့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူများနဲ့ရှင်းလိုက်သွားရမှာမို့လို့ပါဗျမဟုတ်ရင်လုံးမမီပဲနောက်ကျမှာဆိုလို့ပေါ့နော်အေးရကနေထားပြီးတာနဲ့ပုံမှန်တိုင်းလို့နေကြမျက်နှာတစ်တော့တိုက်လိုက်တာပေါ့နော်ခင်ဗျားတို့လည်းမနဲ့အေးရထိုင်ကျွန်တော်လိုမျက်နှာတစ်ဖို့မမေ့ကြပါနဲ့အောင်ဗျအမေအစင်းတင်းချက်ထားပြီးတာပူပူနွေ့နွေ့ထမင်းဟင်းကိုလာစားမှာပဲဖြစ်ပါတယ်ဗျကျွန်တော်လောက်စားထိုင်စားနေတာမို့လို့အမေကထမင်းကိုထိုင်ပြီးစားတာပေါ့နော်ကျွန်တော်ကတော့အမေလောက်စားထိုင်စားနေတဲ့သူမဟုတ်တာမို့လို့ထမင်းကိုထားပြီးတော့ပဲစားလိုက်ပါတယ်ဗျသမင်းလဲစားပြီးအလုပ်သွားဖို့အကုန်ပြင်ဆင်ပြီးပြီဆိုတော့ကျွန်တော်ရုပ်ချောချောနဲ့တနေ့တာသူများခိုင်းတာကိုတော်လို့တော့မှာပဲဖြစ်ပါတယ်ဗျဒီနေ့တော့ရှမ်ပန်ရှင်ကဒီနေ့ပြထားခဲ့တဲ့ coffee ပင်ငယ်လေးတွေကိုစိုက်ပြသွားမှာပဲဖြစ်ပါတယ်ဗျသူ့ရဲ့ coffee ပင်ငယ်လေးကကျွန်တော်ရဲ့ coffee ပင်ငယ်လေးတွေထက်ပိုပြီးတော့ကြီးနေပြီပေါ့နော်သူများတွေအလုပ်လုပ်တာဝတနာကောင်းတယ်လားမမင်းနဲ့ coffee ပင်လေးတွေကိုတက်ရက်စီစော်နဲ့မြင်နေရတာကိုကစိတ်ချမ်းသာတာပေါ့နော်ဒီအကိုကြီးကအချိန်နဲ့အလုပ်ပဲပေါ့နော်သူများတွေအလုပ်မစခင်မှာအကျိုးရှိနဲ့ coffee အတန်းလုပ်ဖို့ဒုတ်ချောင်းလုပ်နေတာပဲဖြစ်ပါတယ်ဗျ coffee အတန်းလုပ်ဖို့ကလည်းလွယ်တဲ့လုပ်တော့မဟုတ်ဘူးပေါ့နော်ဒီရှာတိုက်တာစီပြီးလို့ကမှ coffee အတန်းကလာမှာပဲဖြစ်ပါတယ်ဗျနိုင်ကလောက်ကျဲတဲ့ရှန်နဲ့ဆိုင်မှာဖြစ်တာမို့လို့ရှမ်ပိုင်ရှင်ကဒီနေ့လူလို့အားဆက်တယောက်ခေါ်ထားပါတယ်ဗျရွာတဲ့ကလူတော်ရဲ့ဆာလို့ခေါ်လာတာပေါ့နော်ကျန်တာမခေါ်လာသေးတာဆိုလို့အသက်80ရွယ်အဖိုးဖွားတွေရဲ့ကြောင်းထိုင်ဆရာတော်တပါးပဲကျန်တော့တာပါဗျလူကမစုံနေတာမို့အလုံးမစခင်ဟင်းချက်မယ်ဆိုပြီးမိကိုမွေးထားလိုက်တာပေါ့နော်ဒီအကိုကြီးခုနမှရလာတဲ့ဝယုံတော်ထဲကမြစ်လေးတွေကိုချက်စားမှာပဲဖြစ်ပါတယ်ဗျရှန်တီကိုရေရောက်တာမို့လို့ရေမရှိမကိုလဲပူပန်ဆရာမလို့ဘူးပေါ့နော်မြစ်လေးကိုရေတိချဆင်းအောင်စီးပြီးသွားပြီဆိုတော့တောရတဲ့လေးဆန်ဆန်နဲ့ဟင်းအိုးလေးကိုတည်ထားလိုက်ပါတယ်ဗျနောက်ဆုံးလူဆုံးဒီစောနေခဲ့ရတာကတော့ချစ်စရာဒီအကိုမယာမီတာဆိုလေးပဲဖြစ်ပါတယ်ဗျသူတို့ရဲ့ကလေးလေးကချစ်မွေးလေးပေါ့နော်ကျွန်တော်လိုပဲဗျမြင်လိုက်တာနဲ့အပွားပေးခြင်းစရာကြီးပေါ့နော်ခြံရောက်တာနဲ့သူကတန်းအိတ်တာပဲကျွန်တော်နဲ့မြတ်กว่าပါကျွန်တော်ဆိုခြံရောက်တာနဲ့အလုပ်တန်းလုပ်တာနော်ဒီကောင်ကကျွန်တော်တငယ်ရှင်းမှာအားနေကိုအိတ်တာလက်ကားကောင်ပါဗျဟာရမအဲ့လိုမပြောနဲ့လေကွာလူလဲကိုလုံးဆိုပြီးအလုပ်စားရှင်လက်တန်ပြီးမို့လို့ရှမ်ပိုင်ရှင်ကအလုပ်စားတင်ဖို့ကိုနေရာကိုစီခွဲပေးလိုက်တာပေါ့နော်အခုမြင်နေရတာကတော့ရှမ်ပိုင်ရှင်ပေါ့နော်ဒါကိုထက်နေအောင်တွေးနေတယ်လို့မျိုးပဲခင်ဗျားတို့အောနောက်ကလည်းတွေးနေမှထက်မှာပါဗျကျွန်တော်နဲ့ကျွန်တော်တငယ်ရှင်းတယောက်ကတော့ကော်ဖီပြီးငေးလေးတွေကိုတွင်းတပင်စီတည်သွားပြီးထားရမှာပဲဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်တငယ်ချင်းပေါ့နော်သူကကျွန်တော်ထဲတက်ငယ်တာမို့လို့လေးစားတဲ့အနေနဲ့သူ့ကော်ဖီရှင်းတစ်ခုမှခါလိုက်တာပေါ့နော်ရှမ်ပိုင်ရှင်ရဲ့ဖေကတွင်းထဲကိုမျောစာလိုက်ထဲတော့တာပေါ့နော်ခွန်အားပလာကြီးမတဲ့ရွာတွေကစက်ကိုက်ဆရာကြီးတွင်းတွေလိုက်တူးသွားတာပေါ့နော်ဒီဆရာကချင်းစောမျက်ရည်ဆက်ကော်ဖီတူးတဲ့ဆက်အကုန်ကြိုက်တဲ့ဗျဒီကိုကြီးကတော့ရွာတွေကဆက်ပင်ဆရာပေါ့နော်စင်ကဲမျက်ရည်ဆက်ချင်းစောကုန်ပြင်းတတ်တာပေါ့နော်သူမပြင်းတတ်တာဆိုလို့ကြွယ်တော့တဲ့အသေးလေးပဲကျန်တော့တာပေါ့နော် Oh my god ခုနကအင်းနေတဲ့ PC လေးမြေကြီးတွေထပ်ကစားနေတာပေါ့နော်သူမြေကြီးကစားနေတာလေးမြင်ရတော့ကျွန်တော်ကလည်းမြေကြီးကိုတော့ကစားလို့ရတယ်နော်ဘာမှမဖြစ်ဘူးအခုထိအရှိရှာမတွေ့တဲ့လူကြီးတွေရဲ့နှလုံးသားကိုတော့မကစားနဲ့ဆိုပြီးပြောပြလိုက်တာပေါ့နော်သူတို့လေးတွေယူတော့မှကြောက်လို့ပါမြင်နေရတာကတော့စိုက်ပြိုးတဲ့အဖွဲ့ပါဗျအလုံးလုံးနေတာတောင်မှပဲလူအုပ်စုပြီးရွာတဲ့ကပေတူပဲဝါမကောင်းကြောင်းအတင်းလိုက်တုတ်ကြတာပေါ့နော်ဆက်နဲ့တွန်းတူးတာများနေဆိုပြီးမဲ့လဲလက်နဲ့တွန်းတူးနေရတာတော့မကောင်းဘူးလို့ကျွန်တော်ထင်မိတယ်ဗျအဆုံးဒီကြည့်ရှုအပ်ပေးခဲ့တဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်ဗျအပိုင်းนี้မှာပြန်ဆောင်ကြပါမယ်ခင်ဗျာ